လူမဲအလုပ်သမားတွေဟာသူတို့မြင်တွေ့ခဲ့ရတာတွေကိုအံ့အားသင့်သွားကြတယ်လူဖြူတယောက်လူမဲတယောက်ရဲ့ကားကိုမောင်းလာတာကိုသူတို့တခါမှမမြင်ဘူးလူတွေစိုက်ကြည့်နေတဲ့ပုံစံက Shirley ကိုနည်းနည်းမတက်မတာဖြစ်စေတာကြောင့်ကားထဲမှာပဲနေဖို့ဆုံးဖြတ်လိုက်တယ်မြောက်ကယ်ရိုလိုင်းနားမှာတော့ကြက်ကြော်ကိုအဓိကဟင်းရအဖြစ်ကျွေးတဲ့ပွဲတစ်ခုကိုသူတို့တက်ရောက်ခဲ့ကြတယ်ဒေးဂီတာလူမဲတွေကိုခွဲခြားဆက်ဆံတဲ့လုပ်ရက်တစ်ခုအဖြစ်ရည်ရွယ်တာထင်ရှားပါတယ် Shirley ဟာအလွန်နာကျင်ခဲ့ရပေမဲ့သူ့နှလုံးသားထဲကဆန်နေရကိုတီးခတ်နေစေပါပရိသတ်တွေကသူ့ရဲ့ထူးချွန်တဲ့ဖျော်ဖြေမှုကိုကျေလောင်စွာလက်ခုပ်တီးပြီးဂုဏ်ပြုခဲ့ကြပါတယ် Shirley အိမ်သာတုံးကျင်တဲ့အခါအစီအစဉ်မှုကသူ့ကိုရက်လိုက်တဲ့ Shirley ကအပြင်ကညစ်ပတ်နေတဲ့အိမ်သာဟောင်းကိုတုံးရမယ်လို့ပြောပါတယ် Shirley ကချက်ချင်းချင်းဆိုခဲ့ပြီးဟိုတယ်ကိုပြန်သွားချင်တယ်လို့ပြောပါတယ်တနားရီလောက်ကြာရင်တော့အဲ့ဒီမှာအိမ်သာတုံးဖို့ပါတနေနားမလဲပေမဲ့ Shirley အတွက်ကတော့ဒါဟာဂုဏ်သိက္ခာရှိတဲ့ကိစ္စပါရက်အနှင်းငယ်အကြာမှာသူတို့ဟာဝစ်စုံဆိုင်တစ်ဆိုင်ကိုဖျက်သွားခဲ့ကြပါတယ်ရတာထားတဲ့ဝစ်စုံတစုံက Shirley နဲ့လိုက်ဖက်မယ်လို့ထင်လို့အထဲကိုဝင်သွားခဲ့ကြပါတယ်ဆိုင်ရှင်ကသူတို့ကိုနှွေးထွေးစွာကြိုဆိုပြီးဝစ်စုံကိုပြပေမဲ့ Shirley အတွက်ဖြစ်မှန်းသိလိုက်ရတဲ့အချိန်မှာသူ့ရဲ့သဘောထားဒေးဂီတာလုံးဝပြောင်းလဲသွားခဲ့တယ်ဝစ်ကြည့်ခင်မှာတော့အပြည့်အဝပေးရမယ်လို့ပြောပြီး Shirley လက်ထဲကဝစ်စုံကိုဆွဲလူယူလိုက်တယ်လူမျိုးရေးခွဲခြားမှုပါ Shirley ကသူ့ရဲ့နာကျင်မှုကိုအပြုံးတစ်ခုနဲ့ဖုံးကွယ်ပြီးတိတ်တိတ်လေးထွက်သွားခဲ့တယ်ဌာနေဒေါသထွက်နေပေမဲ့ဘာမှမတတ်နိုင်ဘူး Shirley ကသူ့ရဲ့ဒေါသအလုံးကိုစန္ဒရခလုတ်တွေနဲ့တွန်းလောင်းလိုက်တယ်ဒီနေ့မှာတော့သူ့ရဲ့တေးဂီတာကနာကျင်မှုနဲ့မိတောက်နှမျိုးလုံးကိုတည်ဆောင်လာတယ်ခီးဆက်ရင်တနည်းနဲ့ Shirley တို့ဟာတဖြည်းဖြည်းတငယ်ချင်းတွေဖြစ်လာကြတယ်ဒါပေမဲ့မိုးရွာတဲ့ညတညမှာသူတို့ဟာမှောင်ရီပြိုးချိန်မှာလူမဲတွေဝင်ခွင့်မရှိတဲ့နေရာတစ်ခုကိုမတော်တဆဝင်သွားကြတယ်ရဲရရှိတယောက်ကသူတို့ကိုတားလိုက်တယ်ထားနေတေးဂီတာကသူ့နဲ့ညှင်းခုန်ခဲ့ပြီးနောက်ဆုံးမှာသူတို့နှစ်ယောက်စလုံးကိုထောင်ထဲထည့်လိုက်တယ်ထောင်ထဲမှာ Shirley ကရဲရရှိတေးဂီတာနဲ့ကြိုးကြောင်းဆင်ကျင်ဖို့ကြိုးစားပေမဲ့သူကနားမထောင်ဘူးပြီးတော့ Shirley ကဖုန်းခေါ်လိုက်တယ်10မိနစ်အကြာမှာရဲရရှိကသူတို့နှစ်ယောက်စလုံးကိုလွှတ်ပေးဖို့အမိန့်ပေးလိုက်တယ်